အားလုံးပဲမင်္ဂလာပါခင်ဗျ Data Fox ဆော့တဲ့တငယ်ချင်းတွေအတွက်ကျွန်တော်ကsetting လေးဒီကြောင်းနဲ့ game ကြောင်းအနေနဲ့ရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ game ထဲမှာတငယ်ချင်းတွေကိုအချင်းနဲ့ဆိုတဲ့သူတွေအတွက်ညာဘက်အကွက်မှာ socket ဆိုတာလေးရှိပါတယ်အဲ socket လေးမှာ friend ဆိုတာရှိပါတယ်အဲဆိုရင်အဲ့မှာ add ဆိုတာလေးနှိပ်ပြီးတော့အဲ့လိုရပါတယ်ခင်ဗျကိုရှာခြင်းနဲ့ friend ID ရဲ့ဒါမှမဟုတ်သူ့ရဲ့ name ပေါ့နော်အဲ့ name ကိုရိုက်ပြီးတော့ရှာပြီးတော့အဲ့လိုရပါတယ်ခင်ဗျာပြီးတဲ့အခါမှာ game ထဲမှာ role အဖြစ်အချမ်းပြန်၄ role ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ fighter ပေါ့နော်နောက်တော့ခုကတော့ save data ပေါ့သူကတော့လေတန်းကနေပြီးတော့တိုက်စစ်ဆင်ရတာပါပြီးရင် defenser သူလည်းရှေ့ကနေသွားလို့ရတယ်ဗျနောက်ဆုံးတစ်ခုကတော့ sniper ပဲ sniper တော့နောက်တန်းကနေပြီးတော့ backup အရင်လောက်ရတာပေါ့ကျွန်တော်တင်ထားတဲ့ဗီဒီယိုတွေကလို့ sniper ကင်မရှိတန်းအောင်တော့မသွားနဲ့ပေါ့ဗျာattack and defense ဆိုတာလေကျွန်တော်ကတော့အခုလောဆယ်အဲ့ဒါပဲစော့နေတော့ဒါလေးကြောင်းမရှင်းပြမယ်ပေါ့နော်ဒီမှာတော့ဒီအခန်းတွေအများကြီးရှိတယ်ကျွန်တော်တို့အရှိဆုံးခန်းကိုပဲဥလာပြီးစော့တယ်ပေါ့ပြီးရင်တော့သူ့ရဲ့ setting တွေကတော့ patch mobile နဲ့တော့တိတ်မကွာဘူးခင်ဗျအကုန်လုံးနှီးပါတော့တူတယ်ပေါ့နော်ဒါလေးကိုတော့တက်တစ်ခုဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျပြီးတော့ brother တို့အနေနဲ့ကိုစောမဲ့ role ရဲ့ကိုင်းနဲ့ကိုကောင်ရဲ့တနက်ကိုပေါ့နော်ကြိုက်တယ်လို့ modify လုပ်လို့ရတယ်ဗျကိုကြိုက်တဲ့တနက်ကိုလည်းချိန်လို့ရတယ်အဲ့တနက်ချိန်တာဟာဟိုမှကိုကြိုက်တဲ့ scope တက်မယ်လမ်းပြီးသွားတဲ့ခါကျရင်ဒီ grade တွေတက်မယ်ပြီးရင် sensor တွေတက်မယ်ပြီးသွားလို့ရှိရင်ဘာလုပ်လို့ရသေးလဲဆိုတော့အအတန်တိတ်တွေဘာညာပြီးနောက်ကခံတဲ့ဒီပေါ့နော်ဒင်တွေဘာတွေအစအကုန်ကြိုက်တယ်လို့ modify လုပ်လို့ရတယ်ဗျကိုတနက်တွေကိုပေါ့နော်तू ကတော့အဲ့လို modify လုပ်ဖို့အတွက်ဆိုရင် तू ကဟိုကိုစော့တဲ့ပွဲကြီးအတွက်များများလေးတော့စော့ပေးဖို့လွယ်ဗျအဲ့မှာ level တက်ပြီးတော့လေ level တက်ပြီးတော့အကုန်လုံးပွင့်သွားမှာဆိုတော့ level တက်ပြီးတော့မှပို့ပြီးတော့ကိုကြိုက်တယ်လို့ပြင်လို့ရတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒါကတော့ကျွန်တော်အကောင့်လေးပါခင်ဗျာကျွန်တော်တို့တွဲဆော့လို့ရပါတယ်အကုန်လုံးပြောပါဆော့လို့ရပါတယ်ခင်ဗျ